Israel ကတိုက်ခိုက်ဖျက်ဆီးထားတဲ့ဂါဇာကကက်သလစ်ခရစ်ယာန်ဘုရားကျောင်းမှာခရစ်စမတ်ပွဲတော်အထိမ်းအမှတ်ဝတ်ပြုဆုတောင်းနေကြတာပါ။တမိုင်းဝင်ဒီဘုရားကျောင်းကိုအစ္စရေးက2025ခုနှစ်ဇူလိုင်လ19ရက်နေ့မှာတင်ကားတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုကြောင့်အနည်းဆုံးစစ်ဆောင်ပါလက်စတိုင်း3ဦးသေဆုံးခဲ့ပြီးဘုရားကျောင်းလည်းကြီးမားမားထိခိုက်ပျက်စီးခဲ့ပါတယ်။တိုက်ခိုက်ပျက်စီးခံထားရတဲ့ဂါဇာပြန်လည်တည်ဆောက်ရေးလှုပ်ဆောင်ဖို့ခရစ်ယာန်တွေကစိတ်ပိုင်းဖြတ်ထားတယ်လို့ကက်သလစ်ယဟန်မင်းကာဒီနယ်ပီဇာဘာလာကပြောပါတယ်။ စစ်ပွဲနောက်ပိုင်းဒီဖះเจ้าကိုလိတင်မြောက်ရောက်တာပါဒီဒီချိန်မှာတော့ခြားနာမှုတွေကျွန်တော်တွေ့ရပါတယ်မျှော်လင့်ချက်အသစ်တွေနဲ့ဘဝအသစ်တွေကိုလည်းကျွန်တော်မြင်ရပါတယ်ပျက်စီးခံလိုက်ရတဲ့ဂါဇာကိုပြန်လဲတိဆောက်ဖို့ကျွန်တော်တို့စိတ်ပိုင်းဖြတ်ထားပါတယ်စိတ်ပြက်စရာအကောင်းဆုံးနေရာတစ်ခုကနေတပ်ဝင်လှုပ်ရှားမှုရှိတဲ့နေရာတစ်ခုဖြစ်လာအောင်ကျွန်တော်တို့ပြောင်းလဲသွားမှာပါအစ္စရေးရဲ့တိုက်ခိုက်တန်တွေကိုမကြာခဏကြားနေရပေမဲ့လည်းကျမတို့ဒီဆူတောင်းပွဲကိုလူဖြစ်ခဲ့ပါတယ်။ပျော်ပွဲရှင်ပွဲထက်ဆူတောင်းပွဲပုံစံမျိုးပါ။ခရစ်စမတ်တစ်ပင်ရှင်ရင်လာလို့ရိုးရိုးရှင်းရှင်းပဲကျမတို့လုပ်ပါတယ်။နာမိုင်းဆိုင်ရာငြိမ်းအေးရဖို့ဆူတောင်းပွဲလူဖြစ်ခဲ့တာပါ။စစ်ပွဲတွေဘုံကျဲမှုတွေငမခေါင်းပါမှုတွေနဲ့နှစ်လောက်ကျမတို့ခက်ခဲဖြတ်တန်းခဲ့ရပါတယ်ဒီဖះเจ้าဘုံကျဲခံရပြီးမိသားစုဝင်2ဦးနဲ့လူငယ်2ဦးတည်ဆုံခဲ့ပါတယ်ဒီနှစ်ခရစ်စမတ်ပွဲဆင်နွှဲပေမဲ့ကျမတို့ရဲ့နှလုံးသားတွေကခြေခွဲဝမ်းနည်းနေစေပါကျမတို့အိမ်တွေဖြတ်စီးခံထားရပြီးအဲ့ဒီကိုလည်းသွားခွင့်မရပါဘူး